အချောက်ပြောရရင်ဒီဟိုလိုဝင်းဟာရှစ်ခိုက်ကဝိညာဉ်တွေနဲ့ဒေချက်တရားကိုအလေးထားတဲ့ဘာသာရေးအစဉ်အလာတွေနဲ့ယနေ့ခက်ရဲ့ပျော်ရွှင်စရာဖြိုဖြေရည်တွေယွန်းတို့ပေါင်းစားထားတဲ့ဖြူရှာတဲ့ပွဲတော်ကြီးတစ်ခုပဲဖြစ်ပါတယ်အော်တိုဘာလ31ရက်နေ့ဆိုလို့ရှိရင်အမေရိကန်နိုင်ငံတဝန်းတိုးရိုးမြို့ပါမကြမ်းကြီးမားသောဟယ်လိုဝင်းပွဲတော်ကြီးကိုကျင်းပကြတော့မှာပါဒီဟိုလိုဝင်းဟာဟိုချစ်နှစ်ပေါင်း2000ကျော်ခန့်လောက်ကဆိုဟင်းလို့ခေါ်တဲ့ရွရပွဲတော်ကြီးကိုခက်လူမျိုးတွေကအစဉ်အလာကျင်းပလာခဲ့ကြတဲ့ပွဲတော်တစ်ခုပါဒီဆိုဟင်းဟာတောင်သူလယ်သမားတွေရဲ့စစ်ပြောရာသီကုံဆုံးပြီးအမောင်ထုံတဲ့အေးရများတဲ့ဆောင်းရာသီအစကိုကြိုဆိုတဲ့ရင်ကျမုံပွဲတော်ကြီးကိုကျင်းပရာကနေပြီးတဖြည်းဖြည်းနဲ့ဟိုလိုဝင်းဖြစ်ပေါ်လာတယ်လို့ကျွန်တော်တို့သိရပါတယ်ကတက်လူမျိုးဆိုလို့ကတက်လူမျိုးအကြောင်းကိုလည်းသိဖို့လိုလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်ကတက်လူမျိုးအကြောင်းကိုအချင်းချောင်းမြကျွန်တော်ပြောပြချင်ပါတယ်ဒီကတက်လူမျိုးဆိုတာကျွန်တော်တို့အမေရိကတိုက်ကလူမျိုးတွေမဟုတ်ပါဘူးအင်္ဂလန်တို့ဂျာမနီတို့ပြင်သစ်တို့ဒီဥရောပတခွန်ကအလွန်ရှိကြတဲ့လူမျိုးကြီးတစ်ခုလို့ကျွန်တော်တို့သိရပါတယ်အဲ့ဒီခရက်လူမျိုးတွေရဲ့အယူဆဟာဒီအချိန်ဟာတက်ရှိတွေနဲ့သေဆုံးပွဲသူတွေရဲ့ကမ္ဘာလောကကြီးကိုပိုင်းခြားထားတဲ့အလွှာဟာအနိစ္စဆုံးအချိန်ဖြစ်တယ်လို့သူတို့ယူဆဟန်တူပါတယ်အဲ့လိုနိစ္စတဲ့အချိန်လေးမှာဝိညာဉ်ဆိုးတွေကပတ်မြေပေါ်ကိုပြန်ရောက်လာနိုင်တယ်လို့ယူဆခဲ့ကြဟန်တူပါတယ်အဲ့လိုယုံကြည်မှုတွေကြောင့်ဝိညာဉ်ဆိုးတွေဒီကပတ်မြေပေါ်ကြီးကိုပြန်ရောက်လာလျင်အဲ့ဒီဝိညာဉ်ဆိုးတွေကိုချောင်းလန့်ဖို့ဒါမှမဟုတ်သူတို့ကိုဝိညာဉ်အဖြစ်အမှတ်မှားစေဖို့အတွက်ဝိညာဉ်ရောက်နေတူတဲ့အဝတ်များကိုဝတ်ဆင်ပြီးညအချိန်ခါမှာမိပုံကြီးတွေကိုမိရှို့ပြီးသူတို့ရဲ့အကြောက်တွေကိုပြက်လက်ရှိကြတယ်လို့ကျွန်တော်တို့သိရပါတယ်။တခါအေဒီရှိရာစုလောက်မှာပေါင်းယဟန်မန်ကြီးဂရိဂိုရီကနိုဝင်ဘာလ1ရက်နေ့ကိုသူတို့ရဲ့အလုံးကိုဂုဏ်ပြုတဲ့အိုစိန်တယ်လို့သတ်မှတ်ခဲ့ကြပါတယ်။နောက်ထပ်တခါအော်တိုဘာလ31ရက်နေ့ကိုအိုဟိုလိုအဗန်လိုလူသစ်များကနေပြီးနောင်ခါမှာဟိုလိုဝင်းဖြစ်ပေါ်လာတယ်လို့ကျွန်တော်တို့သိရပါတယ်။ယနေ့ခိုင်မှာဟိုလိုဝင်းဟာကမ္ဘာနေရာတော်တော်များများကြီးမှာအထူးသဖြင့်အမေရိကန်ပြည်ထောင်စုကြီးမှာကြီးကျယ်ခမ်းနားတဲ့ပျော်ပွဲရှံပွဲကြီးတစ်ခုဖြစ်ပေါ်လာပါတယ်။အမေရိကန်တနန်တလဲမှာရှိတဲ့ကလေးတွေဟာတရေအချောင်းနဲ့တူတဲ့ဝတ်စုံတွေကိုဝတ်ဆင်က track or thread လို့ဩကတရားလုံးဓမ္မမမုံတွေကိုတောင်းလက်ရှိကြပါတယ်။အဲ့ဒီတရားလုံးနဲ့ကိုင်မုံတွေအတွက်သေဆုံးပွဲသူတွေရဲ့ဝိညာဉ်တွေအတွက်အဲ့ဒီကလေးတွေကဆုတောင်းပေးကြပါတယ်။အခုလိုလောက်ဆောင်ခြင်းဟာရှေ့ကခဲ့တဲ့လူမျိုးတွေကဝိညာဉ်ဆိုးတွေကိုချောင်ချဖို့ဓမ္မမဟုတ်ကြောင်းလန့်စေဖို့အတွက်အယောင်ဆောင်ဝတ်စုံတွေကိုဝတ်ဆင်ရကနေပြီးဆင့်သက်လာတာလို့ကျွန်တော်တို့သိရပါတယ်။အချောက်ပြောရရင်ဒီဟိုလိုဝင်းဟာရှစ်ခိုက်ကဝိညာဉ်တွေနဲ့ဒေချက်တရားကိုအလေးထားတဲ့ဘာသာရေးအစဉ်အလာတွေနဲ့ယနေ့ခက်ရဲ့ပျော်ရွှင်စရာဖြိုဖြေရည်တွေယွန်းတို့ပေါင်းစားထားတဲ့ထူးခြားတဲ့ပွဲတော်ကြီးတစ်ခုပဲဖြစ်ပါတယ်။